ခုနှစ်ရက်သားသမီးများခင်ဗျာလက္ခဏာပညာဆိုတာလဝါပြင်ဖတ်တဲ့အတတ်ပညာတစ်ခုဖြစ်ပါတယ်လူတစ်ယောက်ရဲ့ပင်ကိုယ်စရိုက်စိတ်နေစိတ်ထားအသွင်အပြင်တို့ကိုကြီးစုသုံးသပ်ရတဲ့ပညာဖြစ်ပါတယ်လက်ရည်စာဆိုတာလဝါပြင်ရဲ့ပျော်ခြင်းမာခြင်းလဝါပြင်မှာရှိသောပန်းကလေးတွေဟာပန်းထူသလားပန်းပါသလားကြည်ခြင်းလဝါပြင်မှာရှိတဲ့လက္ခဏာတွေဟာသိနဲ့ထင်ရှားတောက်ပြောင်နေခြင်းမျိုးရှိမရှိကြည်ခြင်းဂျိုးကုံများမိုးမောက်မှုရှိမရှိကြည်ခြင်းများကိုသုံးသပ်ရတာဖြစ်ပါတယ်လူတစ်ယောက်ဟာပထဝီတည်သောအာဘောဝါယောဆိုတဲ့ဓာတ်ကြီးလေးပါးနဲ့ဖွဲ့စည်းတည်ထောက်ထားသလိုလဝါပြင်မှာလည်းမီးလက်ရေလက်လေလက်မြေလက်ဆိုပြီးလက်၄မျိုးရှိပါလက်ဝါပုံစံ၄မျိုးအပြင်လက်ပုံစံ9မျိုးရှိပါတယ်အာရှလူမျိုးများနဲ့အရှေ့တောင်အာရှလူမျိုးများကိုလက်ပုံစံ၄မျိုးနဲ့ကြည့်ရှုသင့်ပြီးတော့အမေရိကလိုလူမျိုးလူဖြူလူနီလူမျိုးများကိုလက်ပုံစံ9မျိုးနဲ့ကြည့်ရှုသင့်ပါတယ်မီးလက်ပိုင်ခြင်းဟာလဝါပြင်သည်လက်ချောင်းများထက်ရှည်ပါတယ်လက်ကလေးကိုကြည့်ပါရေလဝါပိုင်ခြင်းဟာလဝါပြင်ထက်လက်ချောင်းကရှည်ပါတယ်လက်ကလေးကိုကြည့်ရှုပါလေလဝါဆိုတာလဝါပြင်အရှည်နဲ့လက်ချောင်းအရှည်ဟာတူညီပါတယ်လက်ကလေးကိုကြည့်ပါရေလဝါပိုင်ခြင်းတွေဟာလက်ချောင်းတိုခြင်းလဝါပြင်တိုခြင်းဖြစ်ပါတယ်လက်ချောင်းများဟာလက်စည်းဆုပ်မရလောက်အောင်တိုလွန်းပါတယ်၎င်းတို့၏စိတ်နေစရိုက်များနဲ့လက္ခဏာတို့ရဲ့အကြောင်းအရာများကိုဆက်လက်တင်ပြပေးသွားပါမယ်စောင့်မျှော်ကြည့်ရှုပေးနိုင်ပါတယ်ခင်ဗျာ